အီရာဇန်ရဲ့အပြောင်းရွှေ့ပြက်ပြဲသွားပြီလို့အတည်ပြုလိုက်တဲ့ Fabrizio Romano ရဲ့သတင်းအပါအဝင်နောက်ဆုံးရ United အသင်းရဲ့သတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment My Sport ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ပထမဆုံးသတင်းကတော့အီရာဇန်ရဲ့အပြောင်းရွှေ့ကိစ္စပါအစောပိုင်းမှာမန်ယူနဲ့အတ္တလန်တာတို့ကြားမှာပြောင်းရွှေ့ခြင်းသဘောတူညီမှုရထားပြီးကစားသမားနဲ့လည်းသဘောတူထားတယ်လို့သတင်းတွေထွက်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ Fabrizio Romano ရဲ့ဖော်ပြချက်အရမန်ယူအသင်းကဆေးစစ်မှုတွေထပ်မံပြုလုပ်ပြီးနောက်အပြောင်းရွှေ့ကိုဆက်မလုပ်တော့ဖို့အတ္တလန်တာအသင်းကိုအသိပေးလိုက်တာကြောင့်ဒီအပြောင်းရွှေ့ကပြတ်သွားပြီလို့သိရပါတယ်အတ္တလန်တာဘက်ကတော့အီရာဇန်ကအပြည့်အဝကြံ့ခိုင်နေရလို့ယုံကြည်နေပြီးအသင်းစီပြန်လဲကြိုးဆိုသွားမှာဖြစ်ပါတယ်ဒုတိယသတင်းကတော့ကာရင်အဒီယာမီရဲ့အကြောင်းပါမန်ယူအသင်းစိတ်ဝင်စားနေခဲ့တဲ့ဒေါမွန်တောင်ပန်ကစားသမားအဒီယာမီကနောက်ဆုံးမှာတော့ဘာစီလိုနာနဲ့အပိသက်သဘောတူညီမှုရရှိသွားပြီလို့ Fabrizio Romano ကထပ်မံအတည်ပြုထားပါတယ်သတင်းတွေအရအဒီယာမီကဘာစီလိုနာကိုပဲပြောင်းချင်ခဲ့တာဖြစ်ပြီးတခြားကမ်းလှမ်းမှုတွေကိုစိတ်ဝင်စားခဲ့ဘူးလို့ဆိုပါတယ်ဒါကြောင့်မန်ယူအတွက်နောက်ထပ်တိုက်စစ်ကစားသမားပြစ်မှတ်ကိုချဖွေရတော့မယ့်အခြေအနေဖြစ်လာပါတယ်တတိယသတင်းကတော့ Mason Greenwood ရဲ့အကြောင်းပါမာဆီကနေဖီနာဘာဂျီကိုပြောင်းရွှေ့ဖို့ဆွေးနွေးမှုတွေကအတော်လေးနှေးစပ်နေပြီလို့သိရပါတယ်လက်ရှိမှာတော့ကစားသမားဘက်ဖီနာဘာဂျီဘက်နဲ့သက်ဆိုင်ရာအဖွဲ့အစည်းအများစုသဘောတူညီမှုရထားပြီးမာဆီအသင်းရဲ့နောက်ဆုံးလက်မှတ်တစ်ခုသာကျန်ရှိနေတယ်လို့သတင်းတွေကဖော်ပြထားပါတယ်ဒီအပြောင်းရွှေ့တာဖြစ်မြောက်ခဲ့ရင်မန်ယူအသင်းကအရင်ကထည့်သွင်းထားခဲ့တဲ့ဆဲရွန်ကလော့ကြောင့်ငွေကြေးတစ်စိတ်တစ်ပိုင်းပြန်လည်ရရှိနိုင်ပါတယ်နောက်ဆုံးသတင်းကတော့မန်ယူရဲ့တောင်ပန်အားဖြည့်မဲ့အစီအစဉ်မှာသတင်းထောက်ဗန်ချက်ကော့ရဲ့အဆိုအရမန်ယူအသင်းကလီဗာပူးတိုက်စစ်ကစားသမားကိုရီဂက်ဘိုကိုအရင်ကတည်းကသဘောကျခဲ့တဲ့အသင်းဖြစ်ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ကိုရီဂက်ဘိုကလီဗာပူးကနေထွက်ခွာခြင်းနဲ့ဆိုတဲ့အတည်ပြုသတင်းမရှိသေးသလိုလီဗာပူးဘက်ကလည်းအေးအေးဆေးဆေးရှိနေတယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းကမ္ဘာ့ဗလာမှာရှေ့စွမ်းပြခဲ့တဲ့ Felix Namansha ကိုမန်ယူနဲ့လီဗာပူးနှစ်သင်းလုံးကစိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်အခုထွက်လာတဲ့သတင်းတွေထဲမှာဘယ်သတင်းကအမှန်တကယ်ဖြစ်လာမယ်လို့ထင်လဲဗျအီရာဇန်အပြောင်းရွှေ့ပြတ်သွားတာကမန်ယူတို့အမှန်ကန်တဲ့ဆုံးဖြတ်ချက်လားဒါမှမဟုတ်အခွင့်အရေးကောင်းတစ်ခုကိုဆုံးရှုံးလိုက်ရတာလားဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ဗျဒီရာသီမှာခေါ်ယူမှုလောက်လောက်လားမလုပ်ထားတဲ့မန်ယူအသင်းတွေကတော့တကယ်ကိုစိတ်ပြက်စရာလို့ထင်ပါတယ်